မင်္ဂလာပါခင်ဗျာအခုတစ်ခါမှာတော့အရှိအလဲတစ်ပိုင်းတင်မာမှုရင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အီရန်ကနေမိုင်ဘောင်း2400ကျော်ဝေးတဲ့အိန္ဒိယသမုဒ္ဒရာတွေကဒီယေဂိုဂါစီယာအခြေစခန်းကိုအီရန်ကဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းဒီတိုက်ခိုက်မှုရဲ့နောက်ွယ်ကအကြောင်းရင်းတွေနဲ့ဗြိတိန်အစိုးရရဲ့တုံ့ပြန်မှုတွေကိုဒီဗီဒီယိုမှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအရှိအလဲပိုင်းစစ်မီးဟာအခုဆိုရင်အိန္ဒိယသမုဒ္ဒရာအထိကူးစက်လောင်ကျွမ်းလာနေပါပြီ။အီရန်နိုင်ငံကနေမိုင်ပေါင်း2400ကျော်ဝေးကွာတဲ့ဗြိတိန်အမေရိကန်ပူးတွဲစစ်အခြေစိုက်စခန်းတစ်ခုကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်လိုက်တဲ့တဲ့ဟာတကမ္ဘာလုံးကိုတုန်လှုပ်စေခဲ့ပါတယ်။ BBC News ရဲ့ဖော်ပြချက်အရအိန္ဒိယသမုဒ္ဒရာထဲကဒီယေဂိုဂါစီယာကျွန်းပေါ်မှာရှိတဲ့အခြေစိုက်စခန်းကိုအီရန်ကဒုံးကျည်2စင်းနဲ့ပစ်ခတ်ခဲ့တာပါ။ဒီတိုက်ခိုက်မှုဟာမအောင်မြင်ခဲ့ဘူးလို့ဆိုပေမဲ့စစ်ရေးကျွမ်းကျင်သူတွေစိုးရိမ်နေတာကတခြားအချက်ပါအဲ့ဒါကတော့အီရန်ရဲ့ဒုံးကျည်တွေဟာအရှင်ကထင်ထားတာထက်ပိုပြီးအဝေးကိုပစ်ခတ်နိုင်စွမ်းရှိလာတာပဲဖြစ်ပါတယ်ဒီဖြစ်ရပ်နဲ့အတူဗြိတိန်အစိုးရကလည်းထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်ပါတယ်အဲ့ဒါကတော့အီရန်ရဲ့တိုက်ခိုက်မှုတွေကိုတားဆီးဖို့အတွက်အမေရိကန်လေတပ်ကိုဗြိတိန်နိုင်ငံအတွင်းကစစ်အခြေစိုက်စခန်းတွေကိုအသုံးပြုပြီးတိုက်ခိုက်ခွင့်ပေးလိုက်တာပါပဲဒါဟာဟော်မုစ်ရေလေကြားကတင်ပို့သွာလာရေးလမ်းကြောင်းကိုကာကွယ်ဖို့အတွက်ဒေတာရင်းကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကဆိုထားပါတယ်။တစ်ဖက်မှာလည်းအမေရိကန်သမ္မတထရမ့်ကစစ်ရေးရည်မှန်းချက်တွေပြေဝကောင်းမှာမို့စစ်ပွဲကို short ချဖို့စဉ်းစားနေတယ်လို့ပြောဆိုနေပေမဲ့အစ္စရေးဘက်ကတော့အီရန်အပေါ်တိုက်ခိုက်မှုတွေကိုလာမယ့်သတင်းပတ်မှာပိုပြီးအရှိန်မြင့်သွားမယ်လို့ကြေညာထားပါတယ်။ဒါကြောင့်အရှိအလဲပိုင်းအခြေအနေဟာငြိမ်သက်သွားဖို့ထက်ပိုပြီးပြင်းထန်လာမယ့်လက္ခဏာတွေတွေ့နေရပါတယ်ဒီပဋိပက္ခဟာစီအေးတဲ့မကပဲကမ္ဘာစီးပွားရေးအထူးသဖြင့်73စီဈေးနှုန်းတွေအပေါ်မှာပါရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်ဗြိတိန်အစိုးရကတော့ဒီစစ်ပွဲကြောင့်ကုန်စည်နှုန်းနဲ့အဒုံနှုန်းတွေအပေါ်ဘယ်လိုတက်ရောက်မလဲဆိုတာကိုအရေးပေါ်ဆွေးနွေးနေရပြီဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်